စိတ်ထိန်းနိုင်မှချမ်းသာရဒါကမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်စကားကိုစီလျော်အောင်ဘာသာပြန်ပြီးတော့အမည်ပေးထားတာဖြစ်ဆိုတော့မြတ်စွာဘုရားရဲ့စကားလိုပဲမှတ်သားကြစိတ်တံဂုတ်တံဒုက္ခဝဟံထိမ့်သိမ်းဆောက်ရှောက်ထားတဲ့စိတ်ဟာမိမိထံမှသို့ချမ်းသာဒုက္ခကိုယူဆောင်လာတတ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဘုရားဟောတဲ့တရားဆိုလွဲမှားစရာအကြောင်းမရှိဘူးလောကလူသားတွေကချမ်းသာဒုက္ခရကြင်ကြတယ်သို့တော့စိတ်ကိုထိန်းနိုင်ကြသလားဆိုတော့မထိန်းနိုင်ဘူးနော်စိတ်ကိုထိန်းသိမ်းဆောက်ရှောက်မှုဟာအတ္တမအရေးကြီးတယ်ထိန်းသိမ်းဆောက်ရှောက်မှုမပြုနိုင်ဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုလိုချင်တဲ့ချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးပေါ့အဲ့တော့ချမ်းသာဒုက္ခဆိုတဲ့နေရာမှာအမျိုးမျိုးရှိတဲ့ချမ်းသာဒုက္ခတွေအမျိုးမျိုးရှိအဲ့ဒီချမ်းသာဒုက္ခအမျိုးမျိုးတွေထဲမှာဘယ်လိုချမ်းသာဒုက္ခမျိုးကိုပေးစွမ်းနိုင်တယ်လဲလို့ဆိုရင်သာဝရခိုင်မြဲတဲ့ချမ်းသာဒုက္ခမျိုးထီအောင်စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဟာရကြလောကမှာစဉ်းစားကြည့်လေကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကစိတ်မထိန်းနိုင်လို့ဆိုပြီးတော့တစုံတစ်ခုသောပြစ်မှုကိုကျူးလွန်မိသွားပြီဆိုလို့ရှိရင်ပြဿနာတွေတက်ပြီးတော့ဒုက္ခရောက်ကြရတာလောကမှာလည်းပဲအထင်ရှားပဲပေါ့အဲ့တော့စိတ်ထိန်းတယ်ဆိုတဲ့နေရာမှာတမန်လောကလူသားတွေထားတဲ့စိတ်ထိန်းမျိုးထိတင်ကိုဆိုလိုတာမဟုတ်ဘူးဒီတဲ့အဆင့်မြင့်တဲ့စိတ်ထိန်းအဆင့်မြင့်တဲ့စိတ်ထိန်းဤတိုင်းထိန်းသိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာထိအောင်ချမ်းသာဒုက္ခတွေကိုရနိုင်တယ်လို့ဒီလိုဆိုလိုတာအဲ့တော့စကားသံအနေနဲ့တူညီတယ်လို့ပြောပြီးမဲ့လို့အနှစ်သာရပိုင်းကြတော့ကွဲပြားခြားနားမှုတွေရှိတယ်စိတ်ထိန်းတယ်ဆိုတာဘယ်အတိုင်းတာထိထိန်းရဘယ်အတိုင်းတာထိထိန်းရမလဲဘယ်လိုထိန်းရမလဲဘယ်နည်းနဲ့ထိန်းရမလဲမြမကြီးမှာတစ်ချိန်လုံးကပေါ်ခဲ့တဲ့စိတ်တိုင်းထားဆိုတာထိန်းเสียမလိုဘူးလို့ဒီလိုပြောတဲ့စကားမျိုးတွေရှိခဲ့တယ်ပေါ့နော်သို့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားကိုဘုန်းကြီးတို့တွေကမှတ်သားကြရမြတ်စွာဘုရားကစိတ်ဆိုတာတဲ့အာယုံခတ်သိမ်းကနေတားမြစ်ဖို့မလိုဘူးမကောင်းတဲ့အာယုံကဆိုရင်စိတ်ကိုတားမြစ်ရမယ်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ဒီလိုဆိုလို့တော့ကောင်းတဲ့အာယုံဆိုတာမတားရဒါလောကသဘာဝစဉ်းစားကြည့်လေကိုယ်သားသမီးကိုထိန်းနေကြတဲ့မိဘတွေကိုယ်ညီငယ်နှမငယ်တွေကိုထိန်းကြတဲ့မောင်နေအမတွေစဉ်းစားကြည့်ပေါ့ဘယ်လိုနေရာထိန်းတာတော့နေရာတိုင်းမှာမသွားရမလာရပိတ်ဆို့တာလားသို့မဟုတ်မသိတဲ့နေရာမသွားရဘူးပြောတာလားဒါအမှန်တမ်းထင်ရှားတဲ့စကားတစ်ခုပဲเนาะအဲ့တော့ကိုကောင်းကျိုးချမ်းသာကိုရစေနိုင်ဖို့အတွက်ကိုယ့်ရဲ့သားသမီးကိုဆောက်ရှောက်ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေကမသိတော်တဲ့နေရာကိုမသွားနဲ့အန္တရာယ်ရှိတဲ့နေရာကိုမသွားနဲ့အန္တရာယ်မရှိတဲ့နေရာကျတော့သွားခိုင်းတယ်လေဘုရားကျောင်းကံမသွားရဘူးလို့ဘယ်သူမှမပြောဘူးနော်အန္တရာယ်ရှိတဲ့နေရာမျိုးကျတော့မသွားနဲ့လို့ပြောရတယ်ထို့တူပဲစိတ်ဟာလည်းပဲဒီတိုင်းပဲပေါ့ထိန်းသိမ်းဆောက်ရှောက်ခြင်းဖြင့်အကျိုးရနိုင်တဲ့နေရာမျိုးဆိုရင်ခွင့်ပြုရအကျိုးမရနိုင်တဲ့နေအန္တရာယ်များတဲ့နေရာမျိုးဆိုရင်စိတ်ကိုထိန်းသိမ်းဆောက်ရှောက်ရမယ်လို့ဒီလိုဆိုလိုတာအဲ့လိုဆိုလိုတာဟာတချို့ကလည်းစိတ်ကိုဘယ်အာယုံနဲ့မတွဲအောင်စိတ်ကိုဖယ်ထုတ်ရမယ်ဘာအာယုံမှလက်မခံရဘူးဆိုတာဒါအဘိဓမ္မာသဘောကိုနားမလည်လို့ပြောတဲ့စကားတစ်ခုပဲစိတ်ဆိုဒီမှာအာယုံနဲ့ကင်းပြီးတော့ဖြစ်လို့မရဘူးအာယုံနဲ့ဝတ္ထုဆိုတာလို့ဒီနှစ်ခုစုံစည်းမှစိတ်ဆိုတာဖြစ်တယ်အာယုံမစုံမဲနဲ့စိတ်ဘယ်တော့မှမဖြစ်ဘူးစိတ်ဖြစ်လာတယ်ဆိုကြတဲ့ကအာယုံရှိလို့ဖြစ်တယ်လို့စာပေကျမ်းကသင်ထားတဲ့ပုဂ္ဂိုလ်တွေအားလုံးသိတယ်ဒါကြောင့်မို့စိတ်တံဆိုတဲ့စကားလုံးကိုဝိဇ္ဇုဆိုတဲ့အခါမှာအာရမဏံစိတ်တေတိဝိသနာတိတိစိတ်တံလို့အာယုံကိုသိတတ်သောကြောင့်စိတ်အာယုံသိတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဘယ်လိုသိတာတုံးဆိုအာယုံကိုရယူတာလို့သူတို့ပြောတာအဲ့ဒါကိုကောက်ချက်ချလိုက်တဲ့အခါကျတော့စိတ်ဆိုတာအာယုံနဲ့ကင်းပြီးတော့မဖြစ်ဘူးအာယုံရှိမှဖြစ်တယ်
ဒါကြောင့်မို့အာယုန်တွေကိုဖယ်ထုတ်ရမယ်လို့ဘုရားမဟောဘူးနော်စိတ်ကိုထိန်းသိမ်းရမယ်လို့သာဟောတာအာယုန်ပေါ်မှာမကောင်းတဲ့စိတ်ဟာမကောင်းတာတွေနဲ့တွဲဖက်ပြီးတော့မသွားစေရဘူးလို့သာဒီလိုဆိုလိုတာအဲ့တော့လွဲမှားတဲ့အမြင်မျိုးကိုမရှိစေရအောင်စိတ်မှန်ရင်အာယုန်ရှိတယ်အာယုန်မရှိဘဲစိတ်မဖြစ်ဘူးတဲ့နောက်ဆုံးမှာမက်စိတ်ဖို့စိတ်တောင်မှပဲနိဗ္ဗာန်ကိုအာယုန်ပြုမှဖြစ်တာလေနိဗ္ဗာန်ဆိုတဲ့အာယုန်မရှိရင်မက်စိတ်ဖို့စိတ်ပေါ်ကုန်မပေါ်နိုင်ဘူးနိဗ္ဗာန်ကိုအာယုန်ပြုရမှပေါ်တာဝိပဿနာဉာဏ်လို့ဆိုတဲ့ဝိပဿနာစိတ်တွေဟာလေသင်္ခါရအာယုန်နမိတ်ရှိမှဒီဝိပဿနာဉာဏ်ဆိုတာဖြစ်တာသင်္ခါရအာယုန်နမိတ်မပါပဲအာယုန်မပါပဲဝိပဿနာဆိုတာမဖြစ်ဘူးတခါဇန်စိတ်တွေဆိုတာလဲကြည့်လိုက်အောင်ပညာအာယုန်အဓိကအပြင်ပညာအာယုန်ဓမ္မယံခာမဟကုတ်အာယုန်လို့ခေါ်တဲ့စိတ်အာယုန်အဲ့ဒီပညာအာယုန်မဟကုတ်အာယုန်ဆိုတာအာယုန်နဲ့ကင်းပြီးတဲ့အခါမှာဒီဇန်စိတ်တွေဟာဖြစ်နိုင်မှုတဲ့အာယုန်ရှိမှဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ဆိုသမျှစိတ်ဟူသမျှဟာအာယုန်နဲ့ကင်းပြီးတော့မဖြစ်ဘူးသို့တော့အာယုန်နဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့စိတ်မတွဲစေရမှာကဘာလို့ဆိုရင်လောဘနဲ့မတွဲစေရဘူးဒေါသနဲ့မတွဲစေရဘူးမောဟနဲ့မတွဲစေရဘူးအာယုန်ပေါ်မှာလောဘမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်အာယုန်ပေါ်မှာဒေါသမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်အာယုန်ပေါ်မှာမောဟမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်နော်အာယုန်ပေါ်မှာမာနတွေရစ်မှုမှုမရှိအောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ဒီလိုဆိုတာအာယုန်ကိုထိန်းတာမဟုတ်ဘူးအားလုံးကြားဖို့ကြတဲ့ပဋ္ဌာန်းတရားတော်ထဲမှာလဲအာရမဏပစ္စယောဆိုတာရှိတယ်အာရမဏပစ္စယောဆိုတာအာယုန်ဒီစိတ်စေတသိက်တွေကိုထောက်ကူပြုနေတာအာရမဏတတ္တိဖြင့်ကျေစုပြုအာယုန်ဆိုတဲ့မိစရာမရှိလို့ရှိရင်စိတ်စေတသိက်တွေဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးဥပမာပါနဲ့ဥပမာပေးထားတော့ဆိုစိတ်ဆိုတာအားမရှိတဲ့အပြတ်နေတဲ့လူတယောက်နဲ့အလားတန်တူတယ်အာယုံကဘာလို့ဆိုရင်တောင်ဝေးတို့ဂျိုးတန်းတို့နဲ့အလားတန်တူတယ်အားချိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဂျိုးတန်းကိုဆွဲပြီးတော့မတ်တက်ရလို့ရတယ်နော်ဂျိုးတန်းကိုဆွဲပြီးတော့မှထလို့ရတယ်လို့နောက်ပြီးတော့တောင်ဝေးကိုထောက်ပြီးမှထလို့ရတယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့စိတ်ဟာလည်းပဲအာယုံကိုအမိပြုပြီးတော့မှစိတ်ဟာထားလို့ရတယ်အလို့ဆိုရင်မထားနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဒီအိဗယ်မျိုးကိုဆိုတာဒါကြောင့်မို့လို့စိတ်ကိုဒီအာယုန်နဲ့ကင်းအောင်လှုပ်เสียမလိုဘူးကင်းအောင်လှုပ်ရမှာကလောဘနဲ့ကင်းအောင်လှုပ်ရမယ်ဒေါသနဲ့ကင်းအောင်လှုပ်ရမယ်မောဟနဲ့ကင်းအောင်လှုပ်ရမယ်အာယုန်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်နေရမယ်လို့ဒီလိုမှတ်သားကြရတာပေါ့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အာယုံမောကိုမသွားအောင်ဆောက်ရှောက်တာဒီလိုမဟုတ်ဘူးနော်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရူပယုံသတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့ဒီအာယုံတွေပေါ်မှာစိတ်မသွားအောင်ဆောက်ရှောက်တာလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးအဲ့ဒီအာယုန်တွေနဲ့တွေ့ပြီးတဲ့အခါမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုဆိုလိုတယ်အဲ့ဒီဟာကမှနီလန်မှန်တဲ့တရားလို့ပြောတာစဉ်းစားကြည့်ပေါ့မျက်စိဆိုတာမြင်စရာအာယုန်ရှိရင်မမြင်ပေဘူးလားမြင်မှာပေါ့မျက်စိဆိုတာကြည့်တာပဲလေကြည့်ရင်မြင်စရာအာယုန်ကိုမြင်မယ်နားကလည်းကြားစရာအတန်ဆိုရင်ကြားမှာပဲပေါ့နှာခေါင်းရှိရင်လည်းအနံ့ရမှာပေါ့လျှာရှိသည့်အတွက်ကြောင့်အရသာဆိုတာသိမှာပေါ့ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်အထီးတွေ့ဆိုတာလာတာပေါ့အဲ့တော့ဒီမျက်စိနဲ့မမြင်ရဘူးနားနဲ့မကြားရဘူးနှာခေါင်းနဲ့မနှမ်းရှူရဘူးလျှာနဲ့မလဲရဘူးခန္ဓာကိုယ်နဲ့မထိတွေ့ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအဲ့ဒါလို့ဆိုလိုတယ်ဆိုလို့ရှိရင်မျက်စိမမြင်တဲ့လူမျက်စိနဲ့အဆင်းအာရုံမမြင်ရဘူးလေအဲ့ဒါဆိုရင် तू နိဗ္ဗာန်ရမှာပေါ့မျက်ကန်းနေနိဗ္ဗာန်မရပြီဘူးလားမျက်စိနဲ့မြင်တဲ့အာယုံသူ့မှာလွတ်ကင်းတယ်နားမကြားရတဲ့လူရောအတန်မကြားရသည့်အတွက်ကြောင့်ကိလေသာငြိမ်းမှာပေါ့
ဒီလိုမှမဆိုလိုတာနော်ဣန္ဒြိယဘာဝနာဆိုတဲ့တရားထဲမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဣန္ဒြိယဘာဝနာဣန္ဒြေဆိုတာတခြားကိုပြောတာမဟုတ်ဘူးစာပေစကားနဲ့ပြောတာဣန္ဒြေဆိုတာမျက်စိနားနာလျှာကိုယ်စိတ်ဒီ6ခုဣန္ဒြေလို့ခေါ်တယ်နော်အရက်ထဲမှာပြောတဲ့ဟိုဣန္ဒြေရနေတဲ့ဣန္ဒြေမရဘူးဆိုတဲ့စကားမျိုးဆိုလိုတာမဟုတ်ဘူးဒီမှာဣန္ဒြေဆိုဒီမှာမျက်စိကလည်းဣန္ဒြေပဲနားကလည်းဣန္ဒြေပဲဒါအရက်စကားနဲ့ပြောတာပေါ့မျက်စိကဣန္ဒြေနားကဣန္ဒြေနှာခေါင်းလျှာကိုယ်စိတ်ကဣန္ဒြေဘာကြောင့်ဣန္ဒြေလို့ခေါ်တာတုံးဆိုအစိုးရလို့ဣန္ဒြေလို့ခေါ်တာဘာကိုအစိုးရတာတုံးဆိုရင်ကြည့်မျက်စိကမြင်သိစိတ်ကိုအစိုးရတယ်ဘယ်လိုအစိုးရတာတုံးဆိုမျက်စိမုံနေမယ်ဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးကြီးလင်းလင်းမဖြစ်နိုင်ဘူးမျက်စိကထိန်းချုပ်ထားတဲ့သဘောပေါ့နော်မျက်စိအမြင်ကောင်းပြီဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးတယ်နားကလည်းပဲဒီလိုပဲနားကဒီကြားသိစိတ်ကိုသူကထိန်းချုပ်နိုင်တယ်ဘယ်လိုထိန်းချုပ်တာတော့ဆိုရင်ကြီးကြီးလင်းလင်းပြက်ပြက်သားသားကြားရရင်ကြားသိစိတ်ဟာကြည်လင်ပြတ်သားမယ်နားကမကြည်လင်ဘူးဆိုလို့ရှိရင်ကြားသိစိတ်ဟာလည်းမကြည်လင်ဘူးအဲ့တော့သူ့ပေါ်မှာမှီပြီးတော့နေရတာကိုပဲထိန်းချုပ်တယ်အစိုးရတယ်လို့ဒီလိုဆိုတာကဲဆိုပါစို့ဥပမာပို့ပြီးတော့ထင်ရှားအောင်အိမ်တိုင်းဟာလူတွေကြည့်တဲ့မှန်မရှိဘူးလားကဲအဲ့ဒီမှန်ကကြည်လင်းနေတယ်ရှင်မှန်ထဲမှာရုပ်ပုံဟာပြည်ပြင်းလာနော်အကယ်၍မှန်ကမှုံဝါးနေမယ်ဆိုလို့ရှိရင်ရုပ်ပုံပြည်ပြင်းမှမလားမပြည်ပြင်းဘူးအဲ့ဒါဘယ်သူကနေထိန်းချုပ်ထားတာတော့ဆိုမှန်ကထိန်းချုပ်တာလို့ပြောတာဟုတ်ကဲ့လားမှန်ကနေပြီးတော့ဒီရုပ်ပုံပြည်မှုမပြည်မှုကိုမှန်ကနေပြီးတော့ထိန်းချုပ်နေတာဒီလိုဆိုလို့တာအဲ့တော့ဣန္ဒြိယဣန္ဒြေဆိုတဲ့စကားလုံးဟာလည်းပဲအဲ့ဒီလိုထိန်းချုပ်မှုကိုဆိုလိုတာဒါအဓိပ္ပာယ်မှန်ကိုနားလည်ဖို့လိုအပ်တယ်ပေါ့အဲ့တော့စိတ်ကိုထိန်းချုပ်တယ်စိတ်ကိုထိန်းချုပ်တယ်လို့ဆိုတဲ့နေရာမှာဘာကိုထိန်းချုပ်ရမှာလဲဆိုလို့ရှိရင်အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်မာနတွေအိတ်တာတွေမစ္စရိယတွေနဲ့မတွဲအောင်ဒီလိုထိန်းချုပ်တာကိုစိတ်ကိုထိန်းချုပ်တယ်လို့ပြောတယ်စိတ်တိုင်းကိုထိန်းချုပ်ရမှာလည်းမဟုတ်ဘူးပေါ့ထိန်းချုပ်เสียမလိုတဲ့စိတ်ရှိတယ်ထိန်းချုပ်เสียလိုတဲ့စိတ်ရှိတယ်ဒီလိုဆိုလိုတာပေါ့နော်ကိုယ်စိတ်လေးဟာမကောင်းတဲ့ဘက်သွားရင်ကောင်းတဲ့ဘက်သွားအောင်လုပ်ရမိဘတွေကသားသမီးကိုစောင့်ရှောက်တဲ့အခါမှာဟဲ့ဒီလမ်းမသွားနဲ့ဒီလမ်းကအန္တရာယ်ရှိတယ်ဟိုလမ်းမသွားနဲ့ဟိုလမ်းကအန္တရာယ်ရှိတယ်ဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့မပေါင်းနဲ့အန္တရာယ်ရှိတာဆိုရင်တားမြစ်ပေးတယ်လို့ကိုယ်စိတ်လေးကိုယ်လည်းပဲအဲ့လိုတားမြစ်ပေးရမှာဒါကြောင့်မို့မြတ်စွာဘုရားကစိတ်ကိုအာယုံအားလုံးကနေတားရမှာမဟုတ်ဘူးတဲ့မကောင်းတဲ့အာယုံကသာတားရမယ်ကောင်းတဲ့အာယုံကြတော့ခွင့်လွှတ်ရမယ်ဒီလိုဆွလို့တာပေါ့နော်အဲ့တော့စိတ်ကိုထိန်းလင်စိတ်ကိုထိန်းနိုင်မှချမ်းသာရတယ်ဆိုပထမစိတ်ရဲ့သဘောကိုစဉ်းစားကြည့်ကြရအောင်မြတ်စွာဘုရားကတုတ်တန်နေမှာဟောထားတာရှိတယ်ပေါ့စိတ်နဲ့ပတ်သက်ပြီးဟောထားတာရှိတယ်သူထုတ်တတံစိတ်ဆိုတာအမှန်တမ်းမြင်မို့ခက်တယ်မြင်မို့ခက်တယ်ဆိုတာအတိညာမပါလို့ရှင်စိတ်ကိုမမြင်နိုင်ဘူးစိတ်ရဲ့သဘာဝကိုမမြင်နိုင်ဘူးအတိညာရှိမှမြင်တာလူတွေကပြောတာနေတာငါစိတ်နဲ့စိတ်ကဘယ်လိုဖြစ်လာတယ်ဆိုတာသိကြမှသိမှာလေစိတ်ဖြစ်လာပုံမြင်မှုအမှန်တမ်းခက်တယ်စိတ်ဆိုတာပြီးတော့မြင်ရတဲ့အသင်္တရံရှိတာလည်းမဟုတ်ဘူးလေစိတ်ကသာအသင်္တရံရှိနေမယ်ဆိုလို့ရှိရင်စိတ်ဆိုတာညတကောင်လဲလျှောက်သွားခြင်းသွားနေမှာပဲလူကအိတ်နေပြီမဲ့လို့စိတ်ကအိတ်ချင်မှအိတ်တာဟုတ်ကဲ့လူကအိမ်ထဲမှာထိုင်းနေပြီမဲ့လို့စိတ်ကအပြင်ရောက်ပြီးလျှောက်သွားနေတာအဲ့တော့အကယ်၍ဒါပုံတရံရှိမယ်ဆိုလို့ရှိရင်ခွေးတောင်ဟောင်းတော့တယ်ပေါ့စိတ်ကမမြင်ရဘူးမမြင်ရသည့်အတွက်ကြောင့်စိတ်ဟာဘဂတိပဲရှိတယ်မမြင်ရတယ်လို့ပဲအသိဉာဏ်နဲ့လည်းပဲသိဖို့တမ္မာပုဂ္ဂိုလ်တွေဖို့မှာစိတ်ရဲ့သဘာဝကိုသိဖို့အမှန်တမ်းခက်ခဲတယ်ဒါကြောင့်မို့သူ့ထုတ်တတအလုံးကိုမြင်ဖို့ခက်ခဲတယ်လို့ဒီလိုပြောတာ
လူတွေကငါစိတ်နဲ့ပြောနေပြီမဲ့လို့စိတ်ဘယ်လိုဖြစ်တယ်ဆိုတာသိကြမှာသိမှာဟုတ်အဲ့တော့စိတ်ကလေးပေါ်လာပုံကိုစဉ်းစားကြည့်ပေါ့ဘယ်လိုပေါ်လာတာလဲလို့ဆိုတာစိတ်ပေါ်လာပုံလေးကိုကိုကသဘောပေါက်အောင်ကြည့်သဘောပေါက်အောင်ကြည့်ဆိုတာတရားဆိုတာကိုယ်ခန္ဓာနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေဒါမို့ကိုယ်တိုင်နားလည်အောင်ကြိုးစားအထောက်တရားဆိုတာအဝေးကိုသွားမရှာရဘူးကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှာဒါကြောင့်မို့လို့ပြောကြတယ်လေတရားရှာကိုယ်မှာတွေ့ဆိုတာခန္ဓာကိုယ်ထဲမှာပဲကြည့်ရကဲကိုယ့်ကိုယ်ပြန်ကြည့်လိုက်ဘုန်းကြီးတို့တွေမှာဘာပါတော့ဆိုမျက်စိပါတယ်ပါတာလေးတွေကစကြည့်လိုက်မျက်စိပါတော့မြင်စရာအာယုံကိုမမြင်ဘူးလားနော်မျက်စိနဲ့မြင်စရာအာယုံနှစ်ခုစုံလိုက်တယ်စုံလိုက်တာနဲ့မြင်ပြီးတော့သိတဲ့စိတ်ကလေးပေါ်လာမှိတ်ထားလို့ရှိရင်မျက်စိမှိတ်ထားမယ်မြင်စရာအာယုံမရှိဘူးဆိုရင်မြင်သိစိတ်မပေါ်ဘူးအဲ့တော့ဒါစိတ်ပေါ်လာပုံစာပေကျမ်းဂန်အနေနဲ့ပြောမယ်ဆိုရင်သက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်လို့မြတ်စွာဘုရားဟောထားရှိတယ်သက္ခုံစပဋိစ္စသက္ခုဆိုတာမျက်လုံးစာသန်နဲ့ပြောမယ်ဆိုရင်တော့သက္ခုပတာရရုပ်ပေါ့မျက်လုံးအကြည့်လေးကိုပြောတာမျက်လုံးနဲ့အဆင်းအာယုံမျက်စိနဲ့မြင်စရာအာယုံဒီနှစ်ခုဆုံလိုက်လို့ရှိရင်ဘာဖြစ်လာတော့ဆိုမြင်သိစိတ်မြင်သိစိတ်ကဘယ်ကနေပြီးတော့ဖြစ်ပေါ်လာတော့ဘယ်မှာမှီပြီးတော့ဖြစ်ပေါ်လာတော့ဆိုမျက်လုံးကိုမှီပြီးတော့ဖြစ်တာဟုတ်ကဲ့လားပန်းပွင့်လေးကိုကြည့်နေလိုက်ပန်းပွင့်လေးနဲ့မျက်လုံးနဲ့ဆုံလိုက်တာနဲ့တပြိုင်နက်မြင်တယ်ဆိုတဲ့မြင်သိစိတ်ပေါ်လာအဲ့ဒီမြင်သိစိတ်ကနေပြီးတော့ဆက်နွယ်ပြီးတော့စဉ်းစားတာတွေလိုက်လာတယ်လှတယ်မလှဘူးဟုတ်လားဒါတွေလိုက်လာတော့လှတယ်လို့တတ်မှတ်လိုက်တာနဲ့တပြိုင်နက်ဘာလိုက်လာတော့လိုချင်လိုက်တာဆိုတာလိုက်မလာဘူးလားမလာဘူးဆိုတာနဲ့မကြည့်ကျင်တော့ဘူးဆိုတာလိုက်မလာဘူးလားလိုက်လာတယ်စိတ်ဟာအဲ့လိုဖြစ်လာတာစိတ်ဖြစ်ပုံကအဲ့လိုဖြစ်တာနော်မြတ်စွာဘုရားကကြည်ပါဠိတော်တွေမှာရှင်းရှင်းလေးဟောထားတာမျက်စိနဲ့အစဉ်အာယုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်ဆိုတော့ဘယ်နှခုရှိသွားတော့၃ခုမျက်စိရဲ့အစဉ်အာယုံရဲ့မြင်သိစိတ်ရဲ့ဒီ၃ခုဆုံလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့ဆိုအာယုံနဲ့စိတ်နဲ့ဆက်သွယ်သွားတယ်ဖတ်တာဆိုတာလားသက္ကဝိညာဉ်စိတ်နဲ့အတူတကွာဖြစ်လာတာအဲ့ဒီဖတ်တာနော်ဖတ်တာဆိုတာကြည့်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်အားလုံးပရိစ္ဆေသမုပ္ပါဒ်ကိုကြားနာဘူးထားမယ်ဆိုရင်သိတယ်တလယရဏပစ္စယဖတ်တော်တယ်တလယရဏဆိုတာမျက်စိတဲ့မျက်စိနားနာလျှာကိုယ်စိတ်ဒီ6ခုကိုခေါ်တာအဲ့ဒါကိုဘာအပြင်အာယရဏ6ခုနဲ့ပေါင်းလိုက်မယ်ဆိုရင်တလယရဏထဲမှာအပြင်အာယရဏ6ခုပါထည့်ယူမယ်ဆိုလို့ရှိရင်မျက်စိနဲ့ရူပယုံတစ်စုံဟုတ်ကဲ့မျက်စိနဲ့အဆင်းကတစ်စုံနားနဲ့အတန်ကတစ်စုံနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိတွေ့စိတ်နဲ့ဓမ္မအာယုံဟောအားလုံးပေါင်းလိုက်တဲ့အခါဒီအတွင်းက6ခုအပြင်က6ခုဆိုတော့ပေါင်းလိုက်တော့ဘယ်နှခုရှိအဲ့ဒါကိုအာယရဏ6ပါးလို့ပြောတာအဲ့တော့အာယရဏ6ပါးဆိုတာစာအုပ်ထဲသွားရှာရတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာမြင်အောင်ကြည့်နော်တရားဆိုတာကိုယ်တဏ္ဍာမှာရှိတာကိုဘုရားဟောတာဓမ္မလက်တွေ့အသုံးချတတ်တာနှုတ်ဆိုရင်တခြားကိုသွားအသုံးချရတယ်ထင်နေတတ်တယ်ကဲမျက်စိနဲ့အဆင်ဒီနှစ်ခုဆုံလိုက်တာနဲ့ဘာဖြစ်လာတော့ဆိုသက္ကဝိညာဉ်စိတ်လေးမြင်သိစိတ်လေးပေါ်လာတယ်အဲ့ဒီမြင်သိစိတ်လေးကဘာကိုမှီပြီးတော့ဖြစ်တာတော့ဆိုမျက်လုံးကိုမှီပြီးတော့ဖြစ်တာဒီပြင်နေရာပေါ်တာမဟုတ်မျက်လုံးကပေါ်တာနော်ဒါကြောင့်မို့သက္ကဝတ္ထုကိုမှီတယ်လို့စာဆိုတာကဲသက္ကဝိညာဉ်စိတ်လေးပေါ်လိုက်တာနဲ့မြင်သိစိတ်လေးပေါ်လိုက်တာနဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတာလေးလာအဲ့ဒီမြင်သိစိတ်ကလေးထဲမှာရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတာပါလာအဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့တလယရဏပစ္စယဖတ်တော်လို့ဒီလိုပြောတာနော်ဖတ်တာဆိုတာပေါ်လာဖတ်တာဆိုတာဘာကိုပြောတာတုံးဆိုအာယုန်နဲ့စိတ်နဲ့ဆုံပေးတာဆက်သွယ်ပေးတဲ့သဘောလို့ပြောတာကဲအာယုန်နဲ့စိတ်နဲ့ထိတွေ့ပေးလိုက်တဲ့အခါဘာဖြစ်လာတော့ဆိုထိတွေ့လိုက်လို့ရှိရင်ဆိုပါစို့အရာဝတ္ထုတစ်ခုကိုကိုယ်လက်နဲ့ထိလိုက်တယ်စိတ်နဲ့ထိတာကတော့အမတ္တမသိမ်မွေးလို့တိထားတာနဲ့ပြောမယ်
ရေခဲတုံးကိုလက်နဲ့ထိလိုက်လို့ရှင်မအေးဘူးလားမီးကိုလက်နဲ့ထိလိုက်ရင်မပူဘူးလားဟောအေးတယ်ပူတယ်ဆိုတော့အတွေ့အကြုံမရဘူးလားအဲ့ဒါလို့အာယုန်နဲ့စိတ်နဲ့ဆုံပေးတာလက်နဲ့ရေခဲတုံးထိတယ်လို့လက်နဲ့မီးခဲထိတယ်လို့ဒီအာယုန်နဲ့စိတ်ကိုဆုံပေးလိုက်တာကိုဖတ်တာလို့ပြောတာနော်အဲ့ဒါလို့ဆုံပေးလိုက်တဲ့အခါကျတော့လက်နဲ့ရေခဲတုံးနဲ့ထိလိုက်တဲ့အခါအိုးအေးတဲ့မခံနိုင်တော့အေးလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တာပေါ့နှွေရသည်ဆိုလို့ရှိရင်ဟဲ့အေးလိုက်တာဆိုဒုက္ခဝေဒနာဖြစ်တာပေါ့ကဲမီးကိုသွားထိတဲ့အခါကျမခံနိုင်တော့ပူတဲ့အခါကျတော့ဘာဖြစ်တော့ဒုက္ခဝေဒနာဖြစ်တာပေါ့ကိုယ်လက်ကအေးနေလို့ပူတာလေးကိုရှာလို့ထိလိုက်တဲ့အခါကျတော့ဒုက္ခဝေဒနာဖြစ်တာပေါ့ဒီလိုမဖြစ်ဘူးလားအဲ့တော့ဖတ်တာပစ္စယဝေဒနာလို့မလားဘူးလားပရိစ္ဆသမုပ္ပါဒါလူတွေရဲ့တဘာဝကိုပြောတာနော်စကလုံးတွေကအရက်သေးကစကလုံးမဟုတ်သည့်အတွက်ကြောင့်တို့နဲ့မဆိုင်သလိုလိုရိတ်တာဘက်ကစကားလိုဖြစ်နေတတ်တယ်နော်အဲ့တော့ဒီတရားဆိုတာလူရှိနေရင်တရားရှိနေမှာပဲပေါ့ကိုယ်တဏ္ဍာမှာရှိတဲ့တရားကိုသိအောင်ကြိုးစားဒါကြောင့်မို့တရားနာရတယ်တရားပွဲတွေလုပ်တယ်ဆိုတာအိမ်မှာနေရတာပြင်းလို့တရားလာနာတာမဟုတ်ဘူးအသိဉာဏ်ရအောင်လာနာတာနေတတ်ထိုင်တတ်ဖို့အတွက်တရားနာကြရတယ်ဘောဓုတရအောင်ဖះဟောတဲ့တရားတွေကိုသိပြီးတော့စိတ်ထားတတ်လောက်အောင်လာပြီးတော့တရားနာကြတရားနာပြီးတော့ဒီတိုင်းမေးပြောက်ပြီးတော့ပြန်ရမှာမဟုတ်ဘူးဒီတရားထဲမှာပါတဲ့ကိုလိုက်နာရမယ်ဟာတွေကိုလိုက်နာရမယ်ရှောင်ရမှာတွေကိုရှောင်ရမယ်ဆောင်ရမှာဆောင်ကိုလက်တွေ့ဘဝမှာအသုံးချလို့ရတာကြီးပဲအသုံးချလို့မရတာတခုမှမရှိဘူးတရားကဲကြည့်မျက်စိနဲ့အစင်းအာယုံဆုံလိုက်မှမြင်သိစိတ်ပေါ်တယ်မဆုံခင်ကဒီမြင်သိစိတ်ကလေးဂျိုရှိနေတာလားဆိုမရှိဘူးဆုံပြီးတဲ့နောက်လည်းပြတ်သွားတာပျောက်သွားတာနော်ဒီဟာကိုမရှင်းဘူးဆိုလို့ရှိရင်နားထောင်ကြည့်စောင်းနဲ့လက်နဲ့မတီးခင်ကစောင်းကြိုးထဲမှာစောင်းအိုးထဲမှာတခြင်းတန်တွေရှိသလားမရှိဘူးလားလက်နဲ့တီးခတ်လိုက်တဲ့အခါမှာလက်ရယ်တီးတဲ့လက်ရယ်စောင်းအိုးရယ်စောင်းကြိုးရယ်ဒီသုံးခုပေါင်းလိုက်တဲ့အခါဘာဖြစ်လာတခြင်းတန်လေးထွက်လာတီးတဲ့တခြင်းတန်ထွက်လာငကိုအားရှိနေတာထွက်တာလားမရှိတာထွက်တာအေးမြင်သိစိတ်ဆိုတာငကိုအားရှိနေတယ်မြင်သိစိတ်မဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုန်နဲ့ဆုံလိုက်လို့ထွက်လာတဲ့မြင်သိစိတ်စောင်းတံပေါ်လာတယ်လို့ပေါ်လာတာပေါ်လာပြီးပဲရောက်သွားတော့ပျောက်သွားတာဒီမြင်သိစိတ်လေးကလည်းပေါ်လာပြီးရင်ပဲဖြစ်သွားတော့ပျောက်သွားတာပဲအနိစ္စဆိုတာအဲ့ဒါကိုပြောတာနော်အနိစ္စရဲ့သဘောဟာငကိုကရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်မှလည်းပျောက်သွားတယ်ဒါကိုအနိစ္စလို့ပြောပျောက်သွားပြီးတဏှာသွားစုနေတာလည်းမဟုတ်ဘူးမဖြစ်လာခင်ကတဏှာမှာအစင်းနဲ့ပုံနေတာလည်းမဟုတ်ဘူးငါဥပမာတစ်ခုကိုစဉ်းစားကြည့် gas မီးချစ်လေးလူတိုင်းသိတယ် gas မီးချစ်ထဲမှာမီးရှိလားမရှိဘူးဒါဖြင့်မီးပဲကရမီးကဘာကြောင့်ဖြစ်တုံးဆိုအကြောင်းပေါင်းစုံလို့မီးဖြစ်တာဟုတ်ကဲ့လားအကြောင်းပေါင်းစုံက gas မီးချစ်ထဲမှာ gas ရှိတယ်နော် gas မီးချစ်ထဲမှာဘိန်းလုံးနဲ့အောက်ခံနှစ်ခုဖိပုတ်လို့ရှိရင်မီးပူနိုင်တဲ့အရာတစ်ခုရှိတယ်လက်နဲ့ဖိပုတ်တယ်ဆိုဟောဒီအကြောင်းသုံးခုစုံမှဘိန်းကလေးတတ်ထားရုံနဲ့လည်းမီးမထွက်ဘူး gas လေးထည့်ထားရုံနဲ့လည်းမီးမထွက်ဘူးလက်နဲ့ဖိမချစ်မချင်းမီးမထွက်ဘူးမို့လားအေးအဲ့ဒါလိုပဲဘုန်းကြီးတို့တွေမှာမျက်စိလည်းရှိနေတယ်ပြင်ပကမြင်စရာအာယုန်တွေလည်းရှိတယ်သို့တော့ဒီနှစ်ခုမစုံဘူးဆိုရင်မြင်သိစိတ်ပေါ်ပါမလားမြင်သိစိတ်မှာမပေါ်ဘူးဆိုလို့ရှိရင်ကြည့်ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းပေါ်မလာဘူးဖတ်တာပေါ်မလာဘူးဆိုလို့ရှိရင်ခံစားမှုဆိုတဲ့ချမ်းသာတာလားဆင်းရဲတာလားဆိုတဲ့ခံစားမှုတွေကလည်းမပေါ်လာဘူးဖတ်တာပစ္စယဝေဒနာဟုတ်ကဲ့ဖတ်တာပေါ်မှဝေဒနာဆိုတာပေါ်လာဟောအဲ့ဒါလို့ပေါ်လာတော့ဘာဖြစ်လဲလို့ဆိုရင်လူတွေကဒုက္ခဆိုတဲ့ချမ်းသာခံစားမှုလေးပေါ်တဲ့အခါကျတော့နောက်ထပ်ခံစားခြင်းနဲ့အတွေးတွေမဝင်လာဘူးလားအဲ့ဒါကိုပြောတာဝေဒနာပစ္စယတဏှာဒီလိုဆိုလို့တာနော်ဒါဖြင့်ဒုက္ခနဲ့ဆုံတဲ့အခါကျတော့ဘယ်လိုတွေးတုံးဆိုဒုက္ခနဲ့ဆုံပြန်တော့လေဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယလည်းတဏှာပဲဘာလို့တဏှာဖြစ်တုံးဆို
ဒုက္ခကိုလိုချင်တာမဟုတ်ဘူးဒီဒုက္ခကိုဖယ်ရှားပြီးချမ်းသာဒုက္ခကိုမျှော်ပြန်တာပဲလူဆိုတာဆင်းရဲတဲ့လူကလည်းဘာကိုမျှော်တော့ချမ်းသာတာကိုမျှော်တာချမ်းသာတဲ့လူကလည်းဘာကိုမျှော်တော့ချမ်းသာတာကိုပဲမျှော်တယ်ဒါကြောင့်မို့လို့ဝေဒနာပစ္စယတဏှာလို့ဒီလိုပြောတာဒါသဘာဝတရားတွေဖြစ်ပုံကဒီတိုင်းပဲဖြစ်တာနော်ကောအဲ့ဒီနေရာမှာထိမ့်ချုပ်ခိုင်းတယ်စိတ်ကိုထိမ့်စိတ်ကိုထိမ့်ဆိုတာဘယ်တိုင်းတာကိုဘယ်နေရာကိုထိမ့်တာတုံးဆိုဝေဒနာပစ္စယတဏှာအဲ့ဒီနေရာကိုထိမ့်ခိုင်းတာဒါကိုသဘောပေါက်ဖို့လိုတယ်နော်မြင်သိစိတ်ကိုသွားထိမ့်เสียမလိုဘူးမြင်သိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်နဲ့သုံးခုစုံလို့ဖြစ်လာတဲ့ဖတ်တာကိုထိမ့်เสียမလိုဘူးဝေဒနာဆိုတာကိုထိမ့်เสียမလိုဘူးလိုတာကပါလေဝေဒနာပစ္စယတဏှာဆိုတာကိုထိမ့်ရတယ်ဟုတ်ကဲ့လားတဏှာလိုချင်တာရရင်တဏှာလိုချင်တာမရလို့ရှိရင်ဒေါသဟောဒီတစ်ခုကလာတာဒီပြင်အကုသိုလ်တွေလည်းအဲ့ဒီနေရာမှာဝင်လာတာပဲတဏှာခေါင်းဆောင်ပြီးဝင်လာလို့ရှိရင်မာနတွေတို့ဒိဋ္ဌိတွေတို့တခြားအိတ်သားတွေတို့မစ္စရိယာတွေတို့ဆိုတာတွေနောက်ကနေပြီးတော့စိတ်ကူးစိတ်တန်းထဲမှာဆွဲပြီးတော့အကုန်ပါလာတတ်တယ်အဲ့ဒါတွေကိုထိန်းခိုင်းတာတဲ့စိတ်ထိန်းနေစိတ်ထိန်းနေဆိုတာဒါပြောတာနော်အဲ့တော့ဒီလိုသိဖို့ကမခက်ဘူးလားတာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်စာမသိရလို့ရှိရင်ဒီလိုသိဖို့ခက်တယ်ဒါကြောင့်မို့လို့စိတ်ဆိုတာပညာဉာဏ်နဲ့မြင်ဖို့အမှန်တမ်းခက်လို့သူ့ထုတ်တတ်တာအလွန်ကိုမြင်ဖို့ခက်ခဲတဲ့တရားဖြစ်တယ်သူနိပုဏ္ဏအလွန်တိမ်မွေ့တယ်တိမ်မွေ့တယ်နည်းနည်းတယ်မြင်ဖို့ခက်တယ်သို့တော့ဒီစိတ်ကလေးဟာသူ့အကြောင်းသိဖို့မြင်ဖို့ခက်ပေမဲ့လို့ယထကာမနိပါတိနာကိုလိုချင်တဲ့အာယုန်တွေပေါ်မှာသူဖြစ်ချင်တယ်လို့အာယုန်ရှိတဲ့နေရာကိုတွားရောက်တတ်တဲ့သဘောရှိတယ်ပေါ့စိတ်ဆိုတာစိတ်ဘယ်လိုသွားတယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ရထဲမှာလဲပြီးတော့အိတ်နေတယ်အလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုရင်ဟိုတွေးဒီတွေးထွေးမယ်ဩထောက်ခနဲ့အတန်လေးကြားရင်အဲ့ဒီကိုစိတ်ကရောက်မသွားဘူးလားရောက်သွားတယ်အနံ့ကလေးရရင်ရောစိတ်ကရောက်မသွားဘူးလားရောက်သွားတာဟောအာယုရှိတဲ့ဘက်ကိုသူကရောက်သွားတယ်ဒီသဘောကိုဆိုလိုတာနော်အဲ့ဒါကိုယထကာမနိပါတိနာသူသွားခြင်းနဲ့အာယုဘက်ကိုစွတ်သွားတတ်တယ်စိတ်တံရခေထမေတာဝီအဲ့ဒါလို့ဖြစ်ချင်တိုင်းဖြစ်ပြီးတော့လောဘနဲ့ပေါင်းလိုက်ဒေါသနဲ့ပေါင်းလိုက်မောဟနဲ့ပေါင်းလိုက်နဲ့ဒီစိတ်ကလေးဟာအတွေးတွေဝင်ပြီးလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်ဆိုတာတွေကိုလောဘနဲ့မပေါင်းဖို့ဒေါသနဲ့မပေါင်းဖို့မောဟနဲ့မပေါင်းဖို့ထိန်းတာဒီလိုဆိုလိုတာနော်အဲ့တော့လောဘမဖြစ်အောင်ထိန်းရမယ်ဒေါသမဖြစ်အောင်ထိန်းရမယ်မောဟမဖြစ်အောင်ထိန်းရအဲ့ဒါကိုပဲစိတ်ကိုထိန်းနေစိတ်ကိုစောင့်ရှောက်တယ်ဒါဖြင့်ဘာနဲ့ထိန်းမှာတော့ဆိုတော့တတိနဲ့ထိန်းတတိကိုလေ့ကျင့်ဒါကြောင့်မို့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်မှာဆိုလို့ရှိရင်အာယု၄မျိုးပေါ်မှာစိတ်ကိုအမြဲမပြတ်လေ့ကျင့်ပေးတဲ့အနေနဲ့တတိကိုလေ့ကျင့်ပေးတဲ့အနေနဲ့ကာယတဲ့ဝေဒနာတဲ့စိတ်ဓာတ်တဲ့ဓမ္မလို့ဆိုပြီးတော့အာယု၄မျိုးပေးထားတယ်မဟုတ်လားကာယလို့ဆိုတဲ့ဟောဒီခန္ဓာကိုယ်နဲ့ဆက်သွယ်နေတဲ့ထွက်လေဝင်လေတို့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေတို့ဒီပေါ်မှာစိတ်ကလေးထားမယ်ဆိုရင်တတိထားမယ်ဆိုရင်ခုနလောဘဆိုတာဖြစ်မလာနိုင်အောင်ဒေါသဆိုတာဖြစ်မလာနိုင်အောင်ထိန်းနိုင်သွားတယ်။ဟောဝေဒနာဆိုတဲ့ခံစားမှုလေးရဲ့သဘာဝကိုသိနေအောင်ကြိုးစားမယ်။တတိနဲ့ဝေဒနာနဲ့ကတ်ထားမယ်။ကတ်ထားလို့ရှိရင်နောက်ကအသိပညာလိုက်လာမယ်။လိုက်လာလို့ရှိရင်လောဘဆိုတာဖြစ်လာဖို့အခြေအနေမရှိဘူး။ဒေါသဖြစ်လာဖို့အခြေအနေမရှိဘူး။ဒါလည်းထိန်းတယ်လို့ပြောတာပဲနော်။စိတ်ကသူရဲ့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့ကြည့်တာဖြစ်လာတဲ့စိတ်ကလေးကိုပြန်ပြီးတော့ရှုတာဟာလည်းပဲစိတ်တ ानु ပဒနာအနေနဲ့ပြန်ပြီးတော့ရှုမယ်ဆိုလို့ရှိရင်လေလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မအောင်ထိန်းတဲ့သဘောပဲပေါ့ဒီအာယုန်တွေပေါ်မှာစိတ်ကိုဒီအာယုန်တွေနဲ့ထိတွေ့အောင်တတိတရားနဲ့စိတ်ကိုထိန်းသိမ်းဆောက်ရှောက်ပေးရတာအဲ့ဒါကိုဆုံးလို့တယ်နော်အဲ့ဒါကြောင့်မလို့အဲ့ဒီလိုစိတ်ကိုထိန်းနိုင်ရမယ်တဲ့မင်းချမ်းသာဒုက္ခဆိုတာမရဘူးဒါကြောင့်မို့ဒီဒေသနာတော်မှာစိတ်တံရခေထမေတာဝီပညာရှိပုဂ္ဂိုလ်ဟာစိတ်ကိုထိန်းရမယ်မထိန်းလို့ရှိရင်ဘာဖြစ်မထိန်းရင်ဒုက္ခရောက်မယ်ထိန်းရင်ဘာဖြစ်လဲဆိုရင်စိတ်တံဂௌတံဒုက္ခဝဟံ
ဒုက္ခကိုဟောဒီထိမ့်သိမ့်ပေးတဲ့စောင့်စိတ်ကလေးကယူဆောင်လာတယ်ကိုယ့်ကိုချမ်းသာဒုက္ခကိုပေးတယ်လို့ဒီလိုဆိုလို့တယ်ပေါ့စိတ်ကိုထိမ့်တဲ့နေ့အတွက်ကြောင့်ချမ်းသာဒုက္ခတွေရသွားကြတာချိပတာစာရီဆိုတဲ့အမျိုးသမီးဟာငကိုယ်တော့စိတ်ကိုမထိမ့်နိုင်ဘူးတောကတွေနဲ့ဖြည့်ဆည်းပြီးတော့နောက်ဆုံးမှအယူသည်မှာဘဝရောက်သွားတယ်စိတ်မထိမ့်နိုင်လို့နောက်ဆုံးမှမြတ်စွာဘုရားနဲ့တွေ့တဲ့အခါတတိထားလို့တတိပฏิလဘတတိပြန်ရအောင်ကြိုးစားပါတတိထားပါလို့မြတ်စွာဘုရားကမိန့်ကြားလိုက်တဲ့အချိန်မှာတတိပြန်ရသွားတဲ့အခါကျတော့သူ့စိတ်ကိုသူထိမ့်နိုင်လာတဲ့အခါကျတော့ကြည်နောက်ဆုံးမှာယဟန္တာထေရီမာကြီးဖြစ်သွားပြီးတော့သူ့ဖို့မှာနောက်ထပ်ငိုစရာဆိုတာမလာတော့နော်ယူဖို့နေသာငိုဖို့လည်းမလာဘူးစိုးရိမ်ဖို့လည်းမလာတော့ဘယ်သူတည်းမှလည်းမစိုးရိမ်တတ်တော့ဘူးစိတ်ဟာတည်ငြိမ်ပြီးတော့တုန်လုံးမှုကင်းသွားတယ်။ဘာဖြစ်လို့တော့ဆိုတော့ခုနကလောဘနဲ့လည်းမတွဲတော့ဘူးဒေါသနဲ့လည်းမတွဲတော့ဘူးမောဟနဲ့လည်းမတွဲတော့ဘူးကိလေသာတွေနဲ့တွဲတဲ့စိတ်ကမှပြော့ညံ့တာကိလေသာတွေနဲ့မတွဲရင်စိတ်ဟာတန့်ပြန့်ပြီးတော့ခိုင်မာတယ်လို့ဒီလိုပြောတာရွှေပရိန်ဆရာတွေမေးကြည့်ပေါ့ရွှေထဲမှာတခြားဓာတ်တတ္တုတွေရောနေသေးလို့ရှင်ရွှေဟာမတန့်စင်ရသေးဘူးဆိုရင်ပတိလက်ကောင်လုံးမဲ့ဆိုရင်ကျိုးသွားတယ်လုံးလို့မရဘူးနားမဆွဲလို့မရဘူးเนาะစိတ်ဟာလည်းပဲဒီတိုင်းပဲစိတ်ထဲမှာကိလေသာတွေရှိနေလို့ရှိရင်တရားဓုတရားမြတ်နိဗ္ဗာန်ကိုအာရုံပြုဖို့ဆိုတာခက်တယ်ဝေးလာဝေးเนาะအဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးဆိုတဲ့လောဘတွေဒေါသတွေမောဟတွေဒါတွေကနေကင်းဝေးအောင်စိတ်ကိုကမ္မထံကျင့်စဉ်တစ်ခုနဲ့တန့်စင်ပြီးတော့ပေးရမယ်တဲ့အဲ့လိုတန့်စင်ပေးခြင်းဒီပဲနဲ့စိတ်ကိုထိန်းခြင်းလို့ဒီလိုဆိုလိုတာဘုရားမြတ်စွာရဲ့တရားတော်အဲ့ဒီလိုစိတ်ကိုထိန်းနိုင်မှချမ်းသာဒုက္ခဆိုတာရနိုင်တယ်တဲ့မထိန်းနိုင်လို့ရှိရင်ဆင်းရဲဒုက္ခတွေနဲ့ကြုံမှာပဲအဲ့တော့ဒီတရားတွေဟာဒိုးနဲ့မဆိုင်ဘူးလို့မအောင်မေ့လေနဲ့ဒါကစိတ်တာသွားပြီးတရားထုတ်မှဒါတွေကဖြစ်တာကိုယ့်အိမ်မှာမဖြစ်ဘူးလို့ဒီလိုမအောင်မေ့လေနဲ့မြတ်စွာဘုရားလက်ထက်တုန်းကဘုရားကြောင်းသွားပြီးတော့တရားနာတယ်တရားနှလုံးသွင်းတယ်အိမ်မှာနေရင်စီးပွားရှာရင်နဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်သဂရဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အိမ်မှာနေရင်နော်အိမ်မှာနေရင်ဒါကြောင့်ဘုန်းကြီးသီလရှင်ဝတ်ဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝတ်မှာမဟုတ်ဘူးလေအဲ့တော့အိမ်မှာနေရင်လည်းတရားဓုတရားမြတ်ရနိုင်ပါတယ်ဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့ဘူးမိသားစုအနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိတထေတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာကိုမဟာနာမဆိုတဲ့တာကဝေမင်းကသဂရဂံအဆင့်ရောက်တယ်နောက်တစ်ခါဒီဥက္ခဆိုတဲ့သူကျွယ်တို့နန္ဒမာတာဥပတိကမာကြီးတို့ဆိုတာအနာဂံအဆင့်အနာဂံအဆင့်မှာမိသားစုနဲ့နေကြတာပဲသူဝိတာခတထေတို့ဆိုတာအနာဂံဘဝနဲ့ပဲနေတာပဲအိမ်မှာပဲနေတယ်သို့တော့အိမ်မှာနေတဲ့အခါမှာအနာဂံဖြစ်သွားလို့ရှိရင်ကတော့သူကအိမ်မှုကိစ္စတွေကိုစီမံခန့်ခွဲတာမလုပ်တော့ဘူးရသမျှလေးနဲ့ရောင်ရဲပြီးတော့အမြဲတမ်းဥပုသ်ဆောင်အောင်ပြီးတော့သူတော်စင်ဘဝနဲ့နေတာအိမ်မှာတော့နေတယ်မိသားစုဘဝနဲ့မနေတော့ဘူးအပြမစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်ပြီးတော့နေတယ်တဲ့နော်ဒီလိုဆိုလိုတာနော်ကိုယ့်အိမ်မှာဒီလိုပဲသားတွေသမီးတွေနဲ့နေပြီးတော့တရားဓမ္မရှင်းသုံးပြီးတော့ဒီလိုနေကြတာဒီဘဝမှာပဲဒီလိုနေသွားကြတာနောက်ဆုံးဒါအမတန်မှဘုရားလက်ထက်ကထင်ရှားတဲ့တာရကတွေပဲပေါ့အဲ့တော့အခုလည်းပဲသောတာပန်ဖြစ်မယ်သဂရဂံဖြစ်မယ်ဆိုရင်အိမ်မှာမိသားစုနဲ့နေတယ်အနာဂံဖြစ်သွားပြီဆိုလို့ရှိရင်မိသားစုဘဝမျိုးမှာမနေဘဲနဲ့အိမ်မှာတော့ရှိတယ်ယဟန္တာဖြစ်ပြီဆိုရင်တော့အိမ်မှာမနေတော့ဘူးအဲ့ဒါတော့သိချာအိမ်ကိုမနေတော့ဘူးအိမ်မှာမနေတော့ပဲနဲ့အဝတ်ပြောင်းတော့တာအဲ့ကြတယ်သူတော်စင်ဘဝကိုကူးပြောင်းပြီးတော့နေထိုင်ကြတယ်ယဟန္တာဖြစ်မှာယဟန္တာမဖြစ်သေးသမျှတော့အိမ်မှာနေသေးတယ်လို့ဒီလိုဆိုလိုတယ်နော်ကောင်းပြီစိတ်ကိုထိန်းတာဟာချမ်းသာဒုက္ခတွေကိုမြောင်များစွာ
ရစေနိုင်စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လေနဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်နော်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်သားသမီးရှိတဲ့ပုဂ္ဂိုလ်ကသားသမီးအတွက်တောကဖြစ်ရတယ်နော်ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်တောကဖြစ်တယ်တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်တောကဖြစ်တယ်အားလုံးဟာတောကလေးတွေနဲ့ကြီးပဲနေကြတာအဲ့ဒီတောကဆိုတာဒေါမနတပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့ဒါကြောင့်မလို့တောကကင်းအောင်နေခြင်းလို့ရှိရင်ဘာလုပ်ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောင်ရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူးတစ်ပင်ရှိရင်တစ်ရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော်စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုဆိုဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရာသီတို့နွေရာသီတို့ဗမာပြည်မှာဒီဟာမီးကခဏခဏလောင်တတ်တယ်မဟုတ်လားမီးမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တောကပဲကိုယ့်အိမ်မှာမီးစိုးရင်ရဟောစိုးရင်နေတာတောကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ်ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့တော့ကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုတာဖြစ်တာအဲ့ဒါကြောင့်မို့လို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှိရင်တောကဘယ်သူ့အတွက်မှဖြစ်တော့ဘူးလေဒါကငါသားဒါငါသမီးဒါငါပစ္စည်းဒါငါအမေဒါငါအမငါမောင်နှမစသဖြင့်ငါနဲ့သိမ့်ပိုက်ထားတာမှန်တယ်များတောကဖြစ်เสียကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါသေးတယ်ငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့တွေ့တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုသိမ့်ပိုက်မှုတွေရှိနေသေးတယ်များကာလပတ်လုံးသူတို့အတွက်မှာတောကဖြစ်မှာပဲနောက်ဆုံးမှာလူတွေကပြောကြတယ်သူကတော့အပြိုကြီးတကိုယ်တည်းနေတာလူပြိုကြီးတကိုယ်တည်းနေတာစိုးရင်ကြာဘာမှမရှိဘူးဆိုမလေးသားတော်ပေါ်သေးတယ်သူကနော်ကျိုးရှိပဲနဲ့ကျိုးရှုပ်တယ်ဆိုတာအဲ့ဒါခေါ်တာသူကပို့ပြီးတော့တောကများသေးတယ်တောကမရှိရင်ရှိတဲ့တောကသူရှာပြီးတော့ကြံပြီးတော့ထားလိုက်သေးတယ်အိမ်ပေါ်မှာတောကတွေတထွေးကြီးတင်ထားတာနော်အဲ့တော့တောကဆိုဒီမှာတွေ့တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘယ်သူမှတွေ့ကြမရှိရင်ကိုယ့်ကိုယ်တွေ့တယ်လေကိုယ်တွေ့ရင်လည်းကိုယ့်အတွက်တောကပဲဖရာယန္တာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယန္တာဖြစ်သွားပြီဆိုတာဟာဘယ်သူမှမတွေ့ဘူးသူ့ကိုယ်သူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့เสียဆိုတော့ဘာမှမရှိတော့ဘူးဆိုတောကပဲရလာမှာတော့လာเสียမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်တယ်လူတွေမှာဒီပြင်တွေ့တာမှုတွေဘလောက်ဖြတ်ဘုန်းကြီးတွေရောတောကမရှိဘူးလားရှိတယ်လေနော်ဘာလို့လဲဆိုငါเจ้าတို့ငါတကာတို့ငါတကမဆိုတာဒါရှိသေးတာဟုတ်နော်ကားပိုင်ရင်လည်းငါကားဆိုတာလေးရှိသေးတယ်အဲ့ဒါရှိနေတော့တောကရှိအောင်ပါပဲသို့တော့ပိုင်ဆိုင်တိုင်းတောကဖြစ်သလားလို့ဆိုမဖြစ်ဘူးနော်ပိုင်ဆိုင်တာနဲ့တောကဖြစ်သလားဆိုမဖြစ်ဘူးတွေ့တာမှတောကဖြစ်တယ်အဲ့တော့မတွေ့တာအောင်ရှော့ချတာရမယ်ဒီလိုဆိုလိုတာနော်စိတ်ကိုထိန်းနေဆိုမတွေ့တာအောင်ရှော့မတွေ့တာရင်တူတူနေလို့ရပါမလားဆိုရတယ်မတွေ့တာကဆိုပါစို့စဉ်းစားကြည့်အောင်တခုတွေ့တာတယ်ဆိုတာကဈာထဲမှာအနှောင်ဖွဲ့ကလေးတစ်ခုဖြစ်နေဆိုတော့ကိုယ်စိတ်နဲ့ကိုကြိုက်တဲ့နှစ်သက်တဲ့အာယုံလေးတစ်ခုဈာမှာသူကအတွေ့လေးတစ်ခုရှိနေနော်ဆိုတော့ဒီပစ္စည်းနှစ်ခုကျိုးလေးနဲ့ပူးပြီးတော့ခြိထားတယ်အလဲကောင်မှာကျိုးလေးထည့်ထားတယ်ဆိုဒီပစ္စည်းယူလိုက်ရင်ဟိုပစ္စည်းကပါလာမှာဟိုပစ္စည်းယူလိုက်ရင်လည်းဟိုပစ္စည်းကပါလာမှာဘာလို့လဲဆိုအလဲကောင်မှာကျိုးနဲ့တွဲထားတာနော်
အဲ့ဒီတွေ့ထားတဲ့ကြိုးလေးကိုဖြုတ်လိုက်ဒီပစ္စည်းနှစ်ခုတစ်ခုဆွဲရင်ကျန်တာပါပါမလားအဲ့ဒီတည်းထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်စာရွက်ကလေး2ရွက်ထပ်ထားတဲ့အခါမှာဒီ1ရွက်ယူရင်1ရွက်ပဲပါတယ်2ရွက်လုံးမပါဘူးဒါပေမဲ့စာရွက်လေး2ခုကထိမနေဘူးလားတူတူထိနေတာသူကသူဈာထဲမှာဘာမှဒီတွေ့တာထားတာမရှိဘူးဆိုလို့ရှိရင်သူကလွတ်လွတ်လပ်လပ်ကလေးပဲဘယ်ခါကင်လိုက်ပုတ်ကြည့်ရွေ့ဟုတ်ကလားဈာထဲမှာဂလူးကော်လေးထည့်ကြည့်လိုက်ပါလားကော်လေးထည့်လိုက်ရင်အဲ့ဒီစာရွက်ဟာရွှေ့လို့ရသေးလားမရတော့ဘူးအဲ့ဒီကော်စေးလေးကိုဖြုတ်လိုက်လို့ရှိရင်ဒီစာရွက်နှစ်ခုကလွတ်လွတ်လပ်လပ်ဖြစ်မသွားဘူးလားကော်စေးကိုဖြုတ်ခိုင်းတာဗျာနော်တော်ကြတော့ပစ္စည်းတွေအကုန်လှုပ်ခိုင်းတာလို့အောင်းမိတ်ပစ္စည်းပေါ်မှာတန်ရောစဉ်စပစ္စည်းဆိုတာသုံးဖို့ထားမှာပဲဟုတ်လားပစ္စည်းဆိုတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့ကိုဆွေမျိုးတွေချမ်းသာဖို့ကုသိုလ်ကောင်းမှုပြုဖို့ပစ္စည်းဆိုတာရှိအောင်ပစ္စည်းရှိတိုင်းတွေ့တာတယ်လို့ပြောလို့မရဘူးမတွေ့တာပဲနဲ့လည်းရှိလို့ရတယ်လေအဲ့ဒါကိုအထင်လွဲပြီးတော့မြတ်စွာဘုရားကိုတောင်ဆွဆွဲတာတွေရှိတယ်လေတချို့ကဘုရားကျောင်းတော်ကိုလာတယ်မြတ်စွာဘုရားကိုကြည်ညိုတဲ့တကားတွေတထေးတွေကဆောက်လှူထားတာခန္ဓာကုတိတိုက်ဆိုတိတ်ကောင်းတယ်နော်တန်ဖိုးမဖြတ်နိုင်လောက်အောင်ယရနာတွေနဲ့စီချဲပြီးတော့ဆောက်လုပ်ထားတာအင်တာမဘုရားကိုကြည်ညိုတော့သူတို့ကြည်ညိုတော့ဆောက်တယ်မြတ်စွာဘုရားကအဲ့ဒီခန္ဓာကုတိတိုက်ပေါ်မှာသတင်းသုံးတယ်သတင်းသုံးတဲ့အခါကျတော့တခြားဘာသာမှာချိုးချိုးချမ်းချမ်းကျင့်တဲ့ပုဂ္ဂိုလ်မျိုးတွေကရှိတယ်ဘယ်လောက်ထိအောင်ချိုးချမ်းတော့ဆိုအဝတ်တောင်လက်မခံဘူးတုံးလုံးနေတယ်နော်ပုရဏကသဝတို့မက္ခလိဂောသလတို့နိဂန္ဓာနာတပုဒ္ဒတို့ဆိုတာအဝတ်တောင်ဝတ်တာမဟုတ်ဘူးဘာလို့လဲဆိုအတွေ့အတာဖြတ်တယ်ဆိုပြီးတော့သူတို့ဖြတ်ပုံဖြတ်နည်းကတစ်မျိုးတွေ့တာဖြတ်တာမဟုတ်ဘူးအဝတ်ကိုဖြတ်တာအဝတ်ဖြတ်တော့တုံးလုံးကြီးပေါ့ဗျာဘယ်ကြည့်ခေါင်မှမလို့နော်ဒီတွေ့တာမှဝတ်လို့ရတာမှမဟုတ်ပဲနဲ့ကဲဆိုတော့ချမ်းလို့အဝတ်ကလေးကိုခြုံလိုက်တယ်လို့ဆိုတာတွေ့တာလို့ခြုံတာလားချမ်းလို့ခြုံတာလားချမ်းလို့ခြုံလို့ရတာပဲတွေ့မှခြုံဖြစ်တာမှမဟုတ်တာပဲဟုတ်ကလားအဝတ်ကလည်းပဲအဝတ်ကိုလုံခြုံအောင်တတ်ရအောင်ဝတ်တဲ့အဝတ်ကရှိတယ်ဒါလေးကိုကြိုက်လို့ကိုကြိုက်ရင်လည်းသူကမောပါဘူးအမလေးသိမ့်ထားတာခောက်ပြီးတော့ဗီဒီယိုထဲထည့်ထားတာမိုးရက်ဘူးသွားမေးကြည့်ပါလားရထဲမှာဗီဒီယိုထဲမှာအဝတ်ကလေးတွေသိမ့်ထားကြပွဲရှိမှဝတ်မယ်ဆိုဒီလိုတွေ့တာနေတာကတစ်မျိုးမတွေ့တာပဲနဲ့အသုံးတဲ့လို့သုံးတာတစ်မျိုးသုံးတိုင်းတွေ့တာတယ်လို့ပြောလို့တော့မရဘူးအဲ့တော့မြတ်စွာဘုရားကဂန္ဓကုရိတိုင်းမှာသတင်းသုံးတာကိုတချို့ကဒီလောက်ကောင်းတဲ့ကြောင်းကြီးပေါ်မှာတွေ့တာနေမှာပဲလို့ဒီလိုအောင်းမိတာမဟုတ်ဘူးမြတ်စွာဘုရားသတင်းသုံးတဲ့စာလှူထားတဲ့လူတွေကုသိုလ်ရပါစေသူကိုယ်တိုင်လည်းပဲအေးပူကြောင်းထဲမှာနေသည့်အတွက်ကြောင့်အေးတဲ့တန်ကိုလည်းမခံရဘူးပူတဲ့တန်ကိုလည်းမခံရဘူးမှတ်ချင်စသည်တွေအန္တရာယ်လည်းမခံရဒါကြောင့်မို့လို့အဲ့ဒီဟာကိုသတင်းသုံးတာနော်အကျိုးကအဲ့ဒါပဲအဲ့ဒီတဲ့မပူဘူးလို့ဆိုလို့တာအဝတ်ဝတ်တာဟာအရှက်လုံးယုံဝတ်တာချမ်းရင်အချမ်းကာဝယ်ဖို့ဝတ်တာနော်ပူရင်အပူကာဝယ်ဖို့ဝတ်တာချင်ကိုက်ရင်ချင်မကိုက်အောင်ဝတ်တယ်ဒီတဲ့မပူဒီလိုဆိုလို့တာအဲ့တော့အဲ့လိုနေမယ်ဆိုရင်ခုနကတွေ့တာမှုဆိုတာလာပါအောင်မလားမလာဘူးအဲ့ဒါကိုသုံးတိုင်းတွေ့တာတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကမစ္စည်းမပฏิပဒါအလွန်အကျွံမလွတ်အပ်ဖဲနဲ့ချစ်နာမျိုးဘယ်တော့မှမလုပ်ဘူးမြတ်စွာဘုရားခုနကအဝတ်ချွတ်ချင်တိုင်းချွတ်အတွင်းထဲကတဏှာရာဂရှိနေကျွတ်ပါမလားကျွတ်ဘူးချွတ်ရမှာကတဏှာချွတ်ရမှာအဝတ်သွားချွတ်တော့လူမြင်မကောင်းဖြစ်ကုန်တာပေါ့ဒီလိုဆိုလိုတာပေါ့နော်ချွတ်ရမှာကအဝတ်မဟုတ်ဘူးလေဆိုပါစို့စက္ကူနှစ်ခုခွာလို့မရအောင်ကတ်နေတာဘယ်သူကြောင့်ကတ်တာတော့ကော်ကြောင့်ကတ်တာအဲ့ဒီကော်ဈေးကိုဖြုတ်လိုက်လို့ရှိရင်ပြီးရောပဲမဟုတ်လားအဲ့တော့ကော်ဈေးဖြုတ်တယ်နှစ်ခုကြားမှာချီနှောင်ထားတဲ့ကြိုးလေးကိုဖြတ်တယ်ဆိုရင်ဒါပြီးပြီလေသားနဲ့သမီးနဲ့နေတဲ့အခါမှာလည်းပဲသားပေါ်မှာတန်ရောစဉ်သမီးပေါ်မှာတန်ရောစဉ်ဆိုတာဒီနှစ်ခုကြားထဲမှာတွဲနေတဲ့ကြိုးလေးကိုတဏှာလေးကိုတန်ရောစဉ်လို့ပြောတာသားနဲ့တူတူနေရမှာမဟုတ်ဘူးသမီးနဲ့တူတူမနေရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးပစ္စည်းကိုမပိုင်ရဘူးလို့ဆိုတာလည်းမဟုတ်ဘူးအဲ့တော့ဒီခြားထဲမှာတွေ့တာနေတဲ့တဏှာကိုဖြတ်ခိုင်းတာညဆိုဗျာဘယ်လိုဆိုလို့တာနော်အဲ့တော့ထိန်းတယ်စိတ်ကိုထိန်းတယ်ဆိုတဲ့နေရာမှာလည်းပဲခုနကအာယုန်နဲ့စိတ်နဲ့တွေ့ကပ်ပြီးတော့တွေ့တာတတ်တဲ့တဏှာကို
ထိန်းလိုက်ခြင်းအပြင်စိတ်ကိုထိန်းပြီးသားဖြစ်သွားတယ်လို့အဲ့ဒါလို့တဏှာကလွတ်ကင်းလို့လွတ်မြောက်သွားတဲ့စိတ်ထိန်းသိမ်းဆောက်ရှောက်ထားတဲ့စိတ်တဏှာနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်မာမနာတွေနဲ့မတွဲအောင်ထိန်းသိမ်းဆောက်ရှောက်တဲ့စိတ်ဟာချမ်းသာဒုက္ခကိုပေးတယ်လို့တောကအနည်းဆုံးတောကဆိုတာမဖြစ်တော့ပစ္စည်းပိုင်တယ်ဒီပစ္စည်းကဘာအတွက်ကားရှိတယ်ဒီကားကဘာတော့အေးသွားစရာရှိရင်သွားဖို့ပဲဟောပြတ်သွားရင်လည်းဩပစ္စည်းသင်္ခါရလူသင်္ခါရ9000တနေ့တည်အောင်မှာဟောတောကဖြစ်ကြလားမဖြစ်ဘူးအမှန်မြင်တောကဆိုတာမဖြစ်ဘူးဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားနော်အဲ့တော့ဖြတ်ရမယ့်ဟာကိုဖြတ်ရမယ်မဖြတ်ရမယ့်ဟာကိုမဖြတ်ရဘူးလို့အဲ့ဒါကိုပြောတာဒီစိတ်တံရခေထမေတာဝီစိတ်တံခုတ်တံဒုက္ခဝဟံစိတ်ဟာထိမ့်သိမ်းဆောက်ရှောက်ထားမယ်ဆိုရင်အင်တမကြိုးကြီးတယ်ထိမ့်သိမ်းဆောက်ရှောက်မှုမလုပ်နိုင်ဘူးဆိုလို့ရှိရင်အင်တမဆိုးကျိုးတွေလာနိုင်တယ်အ ਨੇ ဆုံးဆိုးကျိုးကဘာတော့ဆိုလို့ရှိရင်ခုနကတဏှာနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်မထိန်နိုင်ဘူးဆိုလို့ရှိရင်ခဏခဏလောဘတွေကြီးတယ်ခဏခဏဒေါသဖြစ်တယ်စိတ်နဲ့ဒေါသနဲ့ကွဲပြီးတော့မသိဘူးပေါ့မသိဘူးမသိသည့်အတွက်ကြောင့်လာပြီးတော့ဂုံတောင်ယူလိုက်သေးတယ်ငါလာမပြောနဲ့ငါစိတ်တူတယ်ထစ်ခနဲ့ရှိရတာမဟုတ်ဘူးလို့ဂုံတောင်ယူနေသေးတယ်နော်ဒေါသအောင်ရှုကိုဒေါသနဲ့သူများကိုချင်းချောက်လိုက်သေးတာဒီလိုဆိုလို့တာပေါ့နော်အဲ့ဒီလိုမထိမ့်သိမ့်မဆောက်ရှောက်ဘူးဆိုရင်ဒေါသကြီးမှာစဉ်းစားကြည့်နေရာဇဝမှုဆိုတာတွေကဘယ်ကလာတာတော့လောဘကလာတာဒေါသကလာတာလောဘကြောင့်ဖြစ်တာလေကဲလိုက်ကြည့်ပါလားခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေကပိုင်းနိုင်မှုတွေဘုသူဖြင့်ပါသွားတယ်လိမ်ယူသွားတယ်စသဖြင့်သတင်းစာတွေမှာမကြမကြပါတယ်မဟုတ်လားအဲ့ဒါတွေဟာဘုသူကြောင့်ဖြစ်တာတော့ဆိုလောဘနဲ့တွဲနေတဲ့စိတ်ကြောင့်ဖြစ်တာဟော problem တွေဟာဒါကြောင့်တက်လာတာလေအကယ်၍သူလောဘကိုထိန်းနိုင်မယ်ဆိုရင်ဒါမျိုးဖြစ်ပါအောင်မလားကြည့်လောဘမရှိတဲ့ပုဂ္ဂိုလ်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်လိုဖြစ်တော့သူများပစ္စည်းရတာတောင်ပြန်အပ်တယ်ပြန်ပေးတယ်ပြန်ပေးလို့သူဆုချတယ်တို့တောင်သတင်းစာထဲမှာတစ်ခါတရံရှာမရှာကြားရသေးနော်လောကကြီးမှာဒီလိုရှိတယ်လေဟောတခါဒေါသနဲ့စိတ်နဲ့တွဲနေတော့ဘာတွေဖြစ်တုံးဆိုလူသားမှုတွေဖြစ်တယ်နော်လူသားမှုတွေဖြစ်တယ်ရိုင်းနေမှုတွေဖြစ်တယ်ရံဖြစ်မှုတွေဖြစ်ကြတယ်အမြဲတမ်းချစ်လာပါတယ်ဆိုတော့မိသားစုအတွင်းတောင်မှတတ်ကြတယ်ဖြတ်ကြတယ်ဟုတ်လားလင်မယားချင်းစကားများတယ်ရံဖြစ်တယ်ဟောဖြစ်လာကြတယ်ဘာကြောင့်တော့ဒေါသကြောင့်ဖြစ်တာနော်အဲ့တော့ဒီဒေါသနဲ့စိတ်နဲ့မတွဲအောင်ထိန်းရမယ်လို့ဒီလိုပြောတာနော်အဲ့လိုထိန်းလိုက်လို့ရှိရင်လောကကြီးကလည်းငြိမ်းအေးသွားမှာပဲဒီလောက်တင်လားဆိုတော့ဒီလောက်တင်မကဘူးဒီတဲ့ထိန်းရမယ်ဥပမာလောဘဆိုတာကိုလောဘမဖြစ်အောင်ဘာနဲ့ထိန်းမလို့လို့ဆိုတော့ကမ္မထံအာယုံကလောဘဖြစ်เสียကမ္မထံအာယုံကဘာလဲလို့ဆိုရင်လောဘကိုထိန်းဖို့ဘာကမ္မထံအထောက်ရမလဲလို့မေးမယ်ဆိုလို့ရှိရင်လူပေါ်မှာလောဘဖြစ်နေတယ်ဟောလူပေါ်မှာချစ်ခင်စုံမဲ့မှုတွေ့တာမှုတွေများနေသလားဆိုရင်အတုပဘာဝနာပွားပြီးတော့ထိန်းရမယ်နော်မတင့်တယ်တာတွေမလှပတာတွေကိုများများတွေးထားပြီးတော့ယွန်းစရာတွေကိုများများတွေးခြင်းအပြင်ချစ်ခင်တွေ့တာမှုတွေကိုဖြည့်ရှင်းနိုင်တယ်တဲ့ဒါကဖြည့်စေးနော်ဖြည့်စေးပစ္စည်းပေါ်မှာတွေ့တာလို့ရှိရင်မမြဲတဲ့သင်္ခါရသဘောအနိစ္စသဘောကိုဆင်ញင်ရမယ်။အော်ဒီပစ္စည်းတွေဟာမသုံးမဲ့ထားလဲသူကသူဟောင်းသွားမှာပဲ။ငါကလည်းတည်သွားမှာပဲ။အဲ့တော့သုံးနေရမှာမဟုတ်ဘူး။သုံးနေရင်သုံးရမှာပဲဆိုတဲ့အနေထားရင်ဟောပစ္စည်းပေါ်မှာတွေ့မတွေ့တော့ဒီလိုဆိုလိုတာနော်။သူ့ထွက်ပေါက်ကလေးတွေနဲ့သူရှိတယ်။ဘုန်းကြီးတို့ဟောထားတဲ့စိတ်ရဲ့ထွက်ပေါက်များဆိုတဲ့ထဲမှာဒါလေးတွေပါ။မြတ်စွာဘုရားဟောထားတာနော်ဒါဘုရားဟောထားတဲ့တကယ်လက်တွေ့ကျင့်သုံးရမယ့်ထွက်ပေါက်ကလေးတွေသူကသူရှိတယ်ကဲဒေါသဖြစ်ပြီဆိုလို့ရှိရင်ဒေါသဖြစ်တယ်ဆိုတာအမုန်းတရားနဲ့စဉ်းစားလို့ဒေါသဖြစ်တာဟုတ်အဲ့ဒီအမုန်းတရားကိုဖယ်ရှားလိုက်လူမှာအကောင်းနဲ့အဆိုးနှမျိုးရှိတယ်ဆိုလိုတာအကောင်းဆိုတာခင်မင်းစရာကောင်းကွက်ကလေးတွေဒီအဆိုးဆိုတာကတော့မုန်းစရာအဆိုးတွေအဲ့တော့မုန်းစရာအကွက်တွေကိုဖယ်ထားခင်မင်းစရာကောင်းတာလေးတွေကိုတွေးပြီးတော့စဉ်းစားဆိုလို့ရှိရင်ဓမေတ္တာပွားလို့ရတာဒေါသရဲ့ထွက်ပေါက်လို့ပြောတာနော်နောက်သိခံခြင်းခွင့်လွှတ်ခြင်းနဲ့လည်းဒေါသကိုထိန်းလို့ရတယ်ပေါ့ထိန်းစရာတွေအများကြီးပဲရှိတယ်နောက်ဆုံးမှာဗာနဲ့ထိန်းမလို့ဆိုရင်ဒေါသဖြစ်လို့မကဖြစ်လာတော့
စိတ်ဆိုးရင်စိတ်ဆိုးတဲ့လူဆိုတာဒီတန်ကိုယ်ကဒေါသဖြစ်နေတယ်နော်ကိုယ်ကဒေါသဖြစ်ရင်ဒီဒေါသဟာကိုယ့်ကိုပဲဒုက္ခပေးမှာမိဆိုတာကြိုင်တဲ့လူကိုဒုက္ခပေးတာမဟုတ်လားမိခဲနဲ့သူများကိုပြစ်ပေါက်လို့ရှိရင်ဘယ်သူအရင်ပူမှာတော့ကိုယ်အရင်ပူမှာဒေါသဖြစ်လို့ရှိရင်လည်းမိခဲနဲ့သူများကိုကြိုင်ပေါက်တဲ့လူနဲ့တူတူပဲအဲ့တော့ငါအရင်ပူမှာပဲအဲ့တော့ငါအပူခန်းနေလို့အလကားပဲဒီလိုနှလုံးသွင်းရမြတ်စွာဘုရားနှလုံးသွင်းပုံလေးကိုစဉ်းစားကြည့်ဒေါသမဖြစ်အောင်မြတ်စွာဘုရားဆိုတာတော့ဒေါသမဖြစ်တော့ဘူးပေါ့နော်သို့သော်မြတ်စွာဘုရားနှလုံးသွင်းပုံလေးကအမှန်တမ်းကောင်းတယ်နီးယူတူယူဖို့ပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုဆဲတယ်ဆဲတာမှအမလေးတစ်ခွာဆဲတာဆဲမပြဒါအရာထဲကြားနေကြစကားလေနော်ကိုယ့်ဘာကိုဆဲကြည့်ပေါ့အဲ့ဒီမှာဆဲတာအဲ့ဒါလို့ဆဲတာကိုမြတ်စွာဘုရားအသာလေးနားထောင်ပြီးပြီဆိုတဲ့အခါပုံနာကြီးကိုမေးမင်းကငါတခုမေးမယ်တဲ့မင်းအိမ်ကိုဧည့်သည်တွေမလာဘူးလားလာတယ်လာတဲ့အခါကျတော့မင်းမုံပဲတေးစာတွေနဲ့အမခံဘူးလားခံတယ်အဲ့ဒီမုံပဲတေးစာတွေကိုသူတို့စားမတော်ဘူးဆိုရင်ဘု து ဟာတွေဖြစ်တယ်ဒါတော့ကိုဟာပဲပေါ့လို့ပြောတော့အေးမင်းကငါ့ကိုဆဲရေးခြင်းဖြင့်အခါနာမင်းဆဲတာတွေငါတခုမှမယူဘူးမင်းမပြန်ယူတော့ပြန်ယူတော့လို့ပြောလိုက်အဲ့ဒီမှာသဘောကျသွားတာလက်မခံနဲ့လက်ဆောင်နဲ့ဒါလာပေးတယ်လေလာပေးတဲ့လက်ဆောင်ကိုလက်မခံဘူးမကြားကြအောင်ဆောင်းနေလိုက်တယ်မကြားအောင်နေလိုက်တယ်ဟောဒါကမှတကယ်သိခံမှုအစ်စ်လို့ခေါ်တယ်နော်လောကမှာလူတယောက်ကကိုယ်လာဆဲလို့စိတ်ဆိုးလို့ရှိရင်လက်ခံရရောက်တယ်အတိမပြုလို့ तू စဉ်းစားတာလေငါ့ကိုဆဲနေတယ်လို့ तू ကအတိမပြုတော့အတိမပြုလိုက်ကြတဲ့ကလက်ခံတယ်လို့အထိပ္ပယ်မရဘူးလားရလိုက်လို့ तू ကတုံ့ပြန်နေတာဟုတ်ဒါကြောင့်မို့လို့ဒေါသဖြစ်တယ်အဲ့တော့ဘယ်တော့မှ